အားလုံးပဲမင်္ဂလာပါကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာမျှဝေပေးချင်တာကတော့ကိုရီးယားမှာအိမ်ရှာမယ်ကျွန်တော်တို့အိမ်ပြောင်းခြင်းနဲ့အိမ်ငှားခြင်းတဲ့အခြေအနေတွေမှာကျွန်တော်တို့ဘူရိုဆန်တွေကိုတွားပြီးတော့အရင်ချက်ချင်းမေးတာမျိုးမဟုတ်ဖိနေပေါ့နော်ကိုလိုချင်တဲ့ criteria လေးနဲ့ကိုလိုချင်တဲ့ post နဲ့ကိုလိုချင်တဲ့အိမ်ကိုလိုချင်တဲ့နေရာအတိုင်းတောင်မှအခြေခံပြီးတော့ကျွန်တော်တို့ app တွေကနေပြီးတော့ရှာလို့ရတယ်ပေါ့နော်ကြည်လို့ရတယ်အဲ့ထင်မှာကိုနှစ်သက်တဘောကြတဲ့အခြေအနေနဲ့ကိုက်ညီတဲ့အိမ်ကိုတွေ့ပြီးဆိုလို့ရှိရင်အဲ့ဒီအိမ်ကိုဒီ upload တင်ထားတဲ့ဘူထုံးဆောင်ကိုဆက်သွယ်ပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့အိမ်ငါးတော့ပါညာဆောင်ရွက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ app တွေကိုဘယ်လိုသုံးရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပြသွားမှာဖြစ်ပါတယ်တော့ကျွန်တော်ဒီမှာ app ကျွန်တော်အကြိုက်ဆုံး3ခုပေါ့နော်ဒီသုံးမယ်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတဲ့ထဲမှာပါတယ်တခြားအရာတွေဆက်ပြီးတော့ကျွန်တော်မကြည့်လေရတယ်ပေါ့နော်အဲ့တော့ဒီ3ခုမှာပဲရှာတယ်ဆိုရင်တော်တော်လေးအဆင်ပြေတယ်ကျွန်တော်နံပါတ်အဆင့်လိုက်ပြောရမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ Jeep ဘန်းကိုပို့ပြီးတော့ကြိုက်တယ်ဒုတိယကြိုက်တာဒါဘန်းနောက်ပြီးတော့ Jeep Talks ပေါ့နော်ဒီလိုမျိုးအဆင့်လိုက်ကြိုက်တယ်အဲ့တော့အကောင်းဆုံးနဲ့အဆင်ပြေဆုံးဖြစ်မှာကတော့ Jeep ဘန်းပေါ့နော်ကျွန်တော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းရှင်းပြပေးမယ်ဥပမာကျွန်တော်တို့ကသူ့ထဲကိုဝင်လိုက်ပြီဆိုတာနဲ့ app ထဲမှာဆိုရင်ဒီမှာဘယ်လိုရှာခြင်းလဲသူအကုန်လုံး support ပေးပါတယ်apartment ရှိမယ် one room two room villa အမှကျွန်တော်တို့ဆိုင်ရတော့ဆန်းက office တဲ့အစရှိတဲ့အဖြစ်ပေါ့နော်ကိုရှိဝနေပါပဲလည်းဒီမှာရှာမယ်ဆိုရှာလို့ရအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သူကပြောပေးထားတယ်ဒီလိုမျိုးပြပေးထားတယ်ဝင်ချင်းအဲ့တော့ပုံမှန်အဖြစ်ကျွန်တော်တို့ one room two room ငှားကြတာများတယ်ဥပမာကျွန်တော် one room ကိုရှာမယ်အဓိကဘယ်လိုရှာခြင်းလဲကိုက data အလိုက်ရှာခြင်းလားပါ criteria တွေပါအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည်သူ chaki ဆိုအဲ့တော့အဓိကတော့နေရာနဲ့ပေါ့နော်ကိုလိုချင်တဲ့နေရာမျိုးတစ်ချက်ကြည့်လိုက်ဥပမာကျွန်တော်တို့ဒီမှာ ocean ရှိချောင်းပေါ့နော်ဒီနားမှာလိုချင်တယ်ဆိုပါစို့ကိုလိုနေချင်တဲ့နေရာကိုကျွန်တော်တို့ဒီ map မှာကြည့်လိုက်တယ်ဆိုလို့ရှိရင်သူဘေးနားလေးမှာအိမ်ဘယ်လောက်ရှိတယ်ဆိုတာပြပေးထားတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဥပမာဒီနားလေးမှာဆိုလို့ရှိရင်6လုံးရှိတယ်အဲ့တော့6ခန်းရှိတယ်ဒါဆိုလို့ရှိရင်သူရောဘောဆဲက300ပေးရမယ်ဒီအပေါ်3ခန်းဆိုလို့ရှိရင်ဒီအိမ်လာက9သိန်းပေးရမယ်အဲ့တော့သူ့နဲ့ပတ်သက်တဲ့အချက်လက်တွေဒီမှာရှိအစရှိတဲ့အဖြစ်ပေါ့နော်ဒီမှာကြတော့ကျွန်တော်ပို့ကြိုက်တာဓာတ်ပုံတွေအများစုကတော်တော်အဆင်ပြေပြေတင်ပေးထားရမျိုးရှိရဲကြိုက်ပြီဆိုတော့မှဘူရုံးစမ်းကိုဆက်သွယ်ပြီးတော့ဒီအိမ်နဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်သွားကြည့်လို့ရတယ်စစ်ဆေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အများကြီးလိုက်ရှာပြီးကြည့်စီကြမလို့ပဲနဲ့ကိုမျက်မြင် online မှာကြည့်မယ်ကြည့်ပြီးတော့မှပဲဥပမာကျွန်တော်ဒီအခန်းကိုကြည့်မယ်ဆိုပါစို့အဲ့တော့ဒီမှာပုံလေးပြပေးထားတယ်ကျွန်တော်တို့အစားရှိတဲ့အဖြစ်ဝင်ကြည့်လို့ရတယ်ကျွန်တော်တို့ငှားတဲ့အချိန်မှာ kitchen ကိုတက်ပါတာမျိုးပို့ပြီးတော့သဘောကျတယ်ဘာလို့ဆိုတော့ဟောကန်ထဲမှာပဲ kitchen ထည့်ထားလို့ရှိရင်ကျွန်တော်ဟင်းတွေပါချင်းအနက်တွေပါကြံနိုင်တယ်ပေါ့နော်အဲ့ဒါအဆင်မပြေဘူးတက်လေးပါတာမျိုးတော့ပို့ပြီးတော့ဦးစားပေးပြီးတော့ရှာတယ်ဒီမှာဆိုလို့ရှိရင်သူကဂျုံညုံဆိုတာဒီအခန်းရဲ့အကျယ်ကိုပြောတာ39မီတာစကွဲဝန်းကျင်လောက်ရှိတယ်အခန်းဘယ်လောက်ပါမှလဲရုပ်ခီးကတစ်ခုရေချိုးခန်းတစ်ခုပါမယ်ကျူးချလုံးမယ်ဆိုရင်ဒီကောင်ရတယ်ပေါ့နော်ကားပါကင်ပါတယ်လို့ပြောပေးထားတယ်တိုက်ကဘယ်လိုတိုက်လဲဆိုလို့ရှိရင်4လွှာရှိတဲ့တိုက်ပေါ့နော်အဲ့မှာကိုအခုအခန်းကဘယ်နှလွှာမြောက်လဲဆိုရင်2လွှာမြောက်ကအခန်းဖြစ်ပါတယ်လို့ပြောတာဒီခီအိပ်ကျူကန်နေတာကြတော့အခုကြည့်ပြီးတော့အခုအဆင်ပြေအခုတက်နေလို့ရတယ်လက်ရှိနေနေတဲ့လူမရှိဘူးဆိုတော့အဲ့တော့ quality ဘယ်လောက်ပါမယ်လဲဆိုလို့ရှိရင်3,200ကြာမယ်တစ်လောက်အဲ့တော့အိမ်လက်က9သိန်းနဲ့ quality က3,200ဆိုလို့ရှိရင်6သိန်း2,000သွားကြမှာပေါ့အဲ့ဒီ quality ထဲမှာသူကဘာတွေပါမလဲဆိုလို့ရှိရင်ဒီလိုမျိုးပြောပေးထားတယ်သူတို့ Aeropan quality ပါမယ် internet စူတိုကိုဒီရေကပါမယ်ပေါ့နော်တက်ပြန်ပေးရမယ့်အရာတွေကကြတော့ဒီမှာဆို gas နဲ့ gas နဲ့တက်မပါဘူးပေါ့နော်အဲ့ကျွန်တော်နောက်တစ်ခုရှာပေးမယ်ဒါဆိုလို့ရှိရင်ဒီမှာ blow option တွေပါလဲဆိုတာနဲ့ပတ်သက်ပြီးတော့သူပြောပေးထားတယ်ဒီလိုမျိုးထည့်ပေးထားတယ်ပေါ့နော်အဝတ်စင်တွေနင်းညံကိုဆက်ဒီမှာဒါရဲ့ပုံမှန်ပါတဲ့အရာတွေပါပဲအဲ့တော့ဒီမှာကြတော့ဘာကိုရှင်းပြလဲဆိုလို့ရှိရင်ဒီပတ်ဝန်းကျင်ကိုရှင်းပြထားတာရှိတယ်ဒိုဘိုဆိုတာကျွန်တော်တို့လမ်းလျှောက်ရမယ်လမ်းလျှောက်ရင်လက်ရှိအိမ်ကနေပြီးတော့ဘေးကိုဆိုရင်လမ်းလျှောက်မယ်အဲ့မှာဆိုလို့ရှိရင်အမှတဲဟျောင်းမှထစ်ဆိုရင်လမ်းလျှောက်ရင်3မိနစ်ပေါ့နော်အဝတ်လျှော်တဲ့နေရာဆိုလို့ရှိရင်လမ်းလျှောက်မယ်ဆို3မိနစ်အစားရှိတယ်ဖြွန်းနေချင်းဆိုရင်10မိနစ်ပေါ့နော်လမ်းလျှောက်မယ်ဆိုရင်ကော်ဖီဆိုင်ဆိုလို့ရှိရင်10မိနစ်လမ်းလျှောက်သွားလို့ရတယ်အဲ့တော့ကားစီးရင်ဘယ်လောက်ဆိုတာအစားရှိတဲ့အဖြစ်သူကပြောပေးထားတာမျိုးရှိတယ်အောက်ကကြတော့ကျွန်တော်တို့ဒီနေရာဒီခုဖန်နေပါတွေကမှားမယ်ဆိုလို့ရှိရင်တရက်အတွင်းမှာလက်ခံရရှိနိုင်ဒီနေ့မှနောက်နေ့ရအဲ့လိုမျိုးနေရာမျိုးမှာဘယ်သားလွယ်တယ်ပါညာအစားရှိတဲ့အဖြစ်ဒါ supply ပေးတာဒါတွေကတော့တော်တော်များများကိုရီးယားမှာရကြပါတယ်ပေါ့နော်မျိုးတွေမှာတိတ်ပြီးတော့ဗာမျိုးဒီမှာ location ကိုဒီမှာထပ်ပြီးတော့အသေးစိတ်ကြည့်လို့ရတယ်မှာတိုက်နံပါတ်တွေပါတယ်ဒီမှာသူက location ပေးပြီးသားပါ
ပြီးသူ့ကိုတင်ထားတဲ့ listing လောက်ထားတဲ့ဘူထုံးဆန်းကတော့ဒီဘူထုံးဆန်းဖြစ်ပါတယ်အဲ့တော့ကိုကသဘောကျရဆိုဒီကိုဆက်သွယ်လိုက်ရုံပါပဲပေါ့နော်အဲ့တော့ Mooney Hagi ကို message ပို့လိုက်ပြီဆိုလို့ရှိရင်သူတို့ပြန်ဆက်သွယ်တယ်အဲ့တော့ကိုဘယ်လိုနေရာမျိုးမှလိုချင်လဲဆိုတော့ပေါ်မူတည်ပြီးတော့ကျွန်တော်ကြည့်လိုက်ရုံပဲအဲ့ဒါဆိုရင်ကျောင်းတဲ့နေရာလိုချင်တာအလုံးတဲ့နေရာလိုချင်တာအစားရှိတယ်ဒါဆိုလို့ရှိရင်ဥပမာကျွန်တော်ဒီတစ်ခုကြည့်ပြမယ် wall set ဆိုလို့ရှိရင်ကျွန်တော်စပုံငွေကတော့ဒီကောင်ဆို7သိန်းပဲပေးရမယ်အိလာကတော့3သိန်း9000ကျမယ်3မှာဖြစ်တယ်ဆိုတာပြထားတယ်အဲ့တော့သူပုံလေးကိုဒီလိုပြပေးထားတယ်အဲ့တော့ဒီမှာခုနတိုင်းပဲကာပါကင်ရတယ်သူကကြတော့ဘာလဲဆိုတော့8လွာရှိတဲ့အခန်းမှာ3လွာမြောက်ပေါ့နော်ဒီအခန်းလက်ရှိမှာလူမရှိဘူးလေချင်းအဲ့တော့ခွန်လိဘီက8000ပေါ့နော်ကျွန်တော်လာစဉ်ဒါဖိုဟန်ပါလာရေကားပါမယ်အင်တာနက်ပါမယ် TV ပါမယ် YouTube ခွန်လိဘီဂီတာတခြားလည်းပါဘာပြောလို့ဆိုတာတက်ကိုကထပ်ပေးရမှာလာစဉ်အလိုက်ပေးရမယ်ဥစ္စာဂျွန်ဂီလျောလျက်စစ်ပါမယ်ကတ်ဆက်နံပါတ်ပြီးဒါတွေကတော့ကိုတက်ပေးရမယ်ဆိုတာပြောတာဟောဒီမှာဒီအိမ်နဲ့ပတ်သက်ပြီးတော့အောက်မှာနိုင်ငံရှင်းပြပေးထားတယ်ခုနတိုင်းပဲဒီမှာဒါတွေကပုံမှန်အတိုင်းပဲပေါ့နော်ဒီတိုင်းပဲသွားတယ်ဒီကောင်တွေကတော့ဒီတိုင်းပဲဘာမှခက်ခဲမဟုတ်ဘူးအဲ့တော့အိမ်ဒီကျွန်တော်တို့စပုံငွေနဲ့လာကနေရတော့နေရာပေါ်မှာမူတည်ပြီးတော့ကွာသွားမယ်ပေါ့နော်ဥပမာကျွန်တော်ဆိုးပါတစ်ချက်ဥမာဒီမှာဆိုးရောက်ပေါ့နော်ဆိုးကျော်နဲ့အနီးမှာရှာကြည့်မယ်ဒီကောင်လေးဆိုလို့ရှိရင်ဥပမာစပောင်းငွေက300ပေးရမယ်လာက73သိန်းပေါ့နော်ရေချိုးခန်းတစ်ခန်းပဲပါမယ်အလွှာ30ရှိတဲ့တိုင်မှာ9လွှာမြောက်ဖြစ်တယ်တော်တော်များများဒီတိုင်းမှာပဲနော်အဲ့တော့ဒီ app အဲ့တော့ one room two room ရှာခြင်းလည်းရတယ်ဒီတိုင်းပဲကျွန်တော်တို့ရှာတော့လို့ရတယ်အဲ့တော့ကိုလိုချင်တဲ့နေရာသွားရှာလိုက်ပေါ့နော်နောက်တစ်ခုကဒါပန်းသူလည်းအခုနအတိုင်းပဲG bank လို့ပဲကျွန်တော်တို့1 room 2 room apartment Jutek villa office တဲ့အစားရှိတဲ့အဖြစ်သူလည်းရှိတယ်တော့ 1 room 2 room အဓိကကတော့ပေါ့နော်ကိုယ့်ရဲ့ location ပေါ်မူတည်ပြီးကိုလိုချင်တဲ့ location ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရှာမယ်ဒီနားလေးမှာဆိုရင်ဘယ်နားမှာဘယ်နှခန်းရှိအစားရှိတဲ့အဖြစ်သူပြထားတယ်โอเคဒါအဓိကကတော့ကိုဘယ်နားလေးမှာလိုချင်လဲပေါ့နော်ဥပမာကျွန်တော်စုဝင်တစ်ချက်ကြည့်ကြည့်အောင်နေရာလိုက်လေရှာလို့ရတယ်ဒါဆိုရင်သူစုဝင်ရောက်အောက်မှာဆိုသူဒီစုဝင်ရောက်နဲ့နီးတဲ့ဥစ္စာတွေအကုန်လုံးပြပေးထားတယ်မဟုတ်ကိုကပို့ပြီးတော့တိတိကျကျကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းပဲရတယ်ဥပမာကိုဒီနားလေးမှာကြည့်မယ်ဒါမျိုးလေးဆိုလို့ရှိရင်ကျွန်တော်ထက်ခိုးလေးတွေပါတဲ့ဥစ္စာလေးတွေပေါ့နော်နှစ်ယောက်အတူတူငားနေခြင်းနဲ့ပါညာဆိုလို့ရှိရင်တော့အဆင်ပြေရဲ့အပေါ်မှာပစ္စည်းထားပဲဖြစ်လူအိတ်တာပဲဖြစ်လုပ်လို့ရတယ်ဒီမှာအခုနပြထားတဲ့အတိုင်းကတော့အတူတူပဲ9လွာမြောက်အကျယ်ဘလောက်ကွန်လင်းဘီယာဘလောက်သူဒီလိုမျိုးပြပေးထားတယ်စပုံငွေ350တလား9သိန်းခွဲကွန်လင်းဘီမှာပါတယ်ပါမလဲဒီလိုမျိုးပြပေးထားတယ်ပေါ့အဲ့တော့အိတ်ပုံစံအောင်လဲဒီလိုအပထစ်တွေပါတယ်မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာသူပါဒီလိုမျိုးအိမ်ပုံစံလေးတွေအခန်းဖွဲ့စည်းပုံလေးတိတိကျကျပြတတ်တယ်သူအိမ်နဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်လုံးရှိတယ်အဲ့တော့ဒီမှာ option ကဘာတွေပါတယ်ဒါတွေပုံမှန်ပါပဲဒီမှာအကုန်လုံးပါပြီးရင်ဒါတော့ CCTV ပါပါတယ်အသဖုံးလေးပါတယ်ဒါကတော့လိပ်စာနေရာကြည့်တာခုနလိုပဲဘေးမပေးဘူးဘေးကနေဘေးကိုဘယ်လောက်ဝေးရဲဆိုတာပြပေးထားတာဒီတိုင်းပဲထူပြီးတော့မသွားဘူးတော့ဒီတိုင်းပဲရှာတာလွယ်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီကောင်ကတော့ English သုံးညလား Korea သုံးညလားတရုတ်သုံးညလားဒါပေမဲ့သူက English ဆိုရင် website ကိုသွားမယ် app mark ဆိုလို့ရှိရင်တော့ Korea နဲ့ဆိုလို့ရှိရင်တော့ဒီ app ထဲမှာပဲသုံးလို့ရတယ်စားရှိတယ်ပဲဒီမှာလည်းခုနတိုင်းပဲကျွန်တော် Geo အခြေခံပြီးတော့ရှာတာပို့ပြီးတော့အဆင်ပြေတယ်ဆိုမှတစ်ချက်ရှာကြည့်ဒီကောင်တွေကတော့ခုန app တွေလောက်တော့ option အရင်ရွေးစရာမများဘာလို့ဒီကောင်တော့အရင်ကြိုက်တဲ့ထင်မှမပါဘူးခုန app တွေတော့ပို့ကြိုက်ဒီကောင်တွေဆိုလို့ရှိရင်စပေါ်မှာ300တလား320ရှာစားရှိတဲ့အဖြစ်ပေါ့နော်ကိုဒီကအခန်းနေတော့တည်အောင်ဒါဆိုလဲသူဒီဟာနဲ့ပတ်သက်ပြီးတော့သူဘယ်လိုမျိုးပါတယ်ဆိုတာပြပေးထားတယ်ဟိုကျွန်တော်တွေကအတူတူပါပဲဘာမှ
ကြတော့တာမရှိဘူးအဓိကခွန်လီဘီမှာကျွန်တော်တစ်ချက်ဆင်ရမယ်ခွန်လီဘီမှာဘာတွေပါပြီးသေးပါတယ်မပါဘူးလဲဆိုတဲ့ဥစ္စာလေးဆင်ရမယ်ဘယ်နှလောင်မှရှိတာလဲဆင်ရမယ်ခုနဒီကျွန်တော်တို့ဂျီယာချောရောတွေပေါ်စစ်ချုံညူးစံနေနဲ့နီလာဝေးလာအဲ့လိုမျိုးတိုင်းတာနဲ့စစ်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီအခုမျှဝေပေးခဲ့တာပေါ့နော်ဒီ app တွေကတော့သုံးရတာအဆင်ပြေတယ်ကျွန်တော်အိမ်ငှားတဲ့ခါမှာအကြံပေးချင်တာပထမပြောခဲ့သလိုပဲဒီ app တွေမှာအဓိကရှာကိုလိုချင်တဲ့အိမ်အခြေအနေနဲ့ကိုက်ညီတာမျိုးတွေ့ပြီးအဲ့တော့အဲ့ app တွေမှာဒေချာအချက်လက်တွေစစ်ဆေးဖို့လိုတာပေါ့နော်ကိုလိုချင်တဲ့ပုံစံမျိုးအခြေအနေရပြီဆိုလို့ရှိရင်ကျွန်တော်တို့သက်ဆိုင်ရာ listing လောက်ထားတဲ့ဘူးလုံးဆောင်အိမ်ချမ်းမြေအကျိုးဆောင်ဆက်သွယ်ပြီးတော့အိမ်အပြင်မှာလည်းတကယ်သွားကြည့်ဖို့လိုတယ်သွားကြည့်စစ်ဆေးပြီးတော့ကျွန်တော်တို့အိမ်ငှားနိုင်မှာဖြစ်ပါတယ်အားလုံးပဲအကျိုးရှိလိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်